ကပရိသတ်တို့ရေကျွန်တော် laptop ကတော့ video edit လုပ်တာ 4K footage တွေ edit လုပ်တာတော့မှတော်တော်လေးထင်နေပြီပေါ့နော်တို့တော့ကျွန်တော်အသစ်ဝယ်ရမယ်နဲ့တူတယ် laptop အသစ်ဝယ်တာလေးကိုကျွန်တော်နဲ့တူတူလိုက်ခဲ့ပေးပါလားဗျတော်မယ်ရလာပြီပေါ့နော် review လေးဆက်လိုက်ရအောင် MSI laptop တွေဆိုလို့ရှိရင်ပေါ့နော်သူတို့များ gaming နဲ့ပဲသိကြလိမ့်မှာပေါ့နော်ဒါပေမဲ့သူက productivity line ပေါ့နော် CES 2025မှာကပထမဦးဆုံးVenture Pro series နဲ့သူက မိတ်ဆက်ခဲ့တယ်ပေါ့နော်ကျွန်တော်အခု review လုပ်မှာတော့ MSI Venture Pro AI ဆိုတဲ့laptop ကိုကျွန်တော် review လုပ်သွားပေးမှာပေါ့နော်ကဲဆိုတော့ကျွန်တော် performance ကိုတန်းသွားမယ်ပေါ့နော်ဆိုတော့ Venture 17 Pro ရဲ့အဓိကကြတော့ဗျာ Intel Core Ultra 9 processor နဲ့ Nvidia ရဲ့ RTX 4060 laptop GPU နဲ့လာတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဒီလိုမျိုး combination ပေါ့နော်ဒီကောင် 3D rendering နဲ့ normally high resolution video editing ပါညာပတ်သက်လာလို့ရှိရင်ဒီကောင်ကအထူးအသုံးဝင်နေမှာပေါ့နော်ဆိုတော့ Microsoft နဲ့ AI နဲ့ပြောပြီးဆိုလို့ရှိရင်ဒါထုံးလည်နိုင်ပါလဲဆိုတော့Copilot ပေါ့နော်ဆိုတော့ AI integration ဆိုလို့ရှိရင် Microsoft Copilot ကဗျာဒီ Copilot Plus ပေါ့နော်သူက smart automation ကိုလည်းကောင်းကောင်းကင်တွယ်ပေးနိုင်တယ်ပြီးတော့ MSI cockpit key ဆိုပြီးတော့ဗျာဒီ MSI Copilot ကိုတခါတည်းတန်းသွားလို့ရတယ်သူက key လေးတခါတည်းပါတယ်ပေါ့နော် keyboard ပေါ်မှာဒါပေမဲ့ကျွန်တော် fan နေဗျာ gamer တွေတော်တော်များတယ်ဆိုတော့ gamer တွေအနေနဲ့ဒီကောင် dedicated GPU ပါဆိုတော့ gaming ဘယ်လိုနေလဲကျွန်တော်တစ်ချက်ကြည့်မယ် gaming side result တွေကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ AAA နဲ့ကျွန်တော်ပြမယ်နော်ဆိုတော့ Doom Eternal เนาะ Doom Eternal ကျွန်တော်ကဒီ ray tracing on နဲ့နောက်ပြီး motion blur ကိုပိတ်ထားတယ် DLSS ကိုတော့ quality mode ထားပြီးတော့ preset တွေကိုတော့ ultra ပဲထားတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ရတဲ့ frame per second ကိုပြောမယ်ဆိုလို့ရှိရင်တော့130 to 145 fps ပေါ့နော် average ကကျတော့120 plus fps မှာဝယ်နေတာပေါ့နော်ဆိုတော့အဲ့ဒါအဆင်ပြေတယ်ပြောရမှာပေါ့နော်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့က Spider-Man 2ကိုတွားမယ်ပေါ့နော် Spider-Man 2မယ်ဆိုလို့ Spider-Man 2ကပို့ပြီး demanding ဖြစ်တယ်ပေါ့နော် Spider-Man 2ကတော့ setting ကကျတော့အကုန်လုံး very high ထားတာတဲ့အမြင့်ဆုံး setting ပဲနောက်ပြီးတော့ ray tracing ကိုလည်းကျွန်တော်တို့ RT ကို high ထားတာပေါ့နော်အဲ့လိုမျိုး setting နဲ့ဆိုလို့ရှိရင်တော့30 to 50 fps ကြားထဲမှာဝယ်နေတယ်ပေါ့နော်ဆိုတော့ပုံမှန်ကကျတော့39ကြားထဲမှာ average ရတယ်လို့ပြောလို့ရတယ်ဆိုတော့ double A gain တွေကိုတွားမယ် double A gain တွေကိုတွားမယ်ဆိုလို့ရှိရင်တော့ last epoch ဆိုတဲ့ game ကိုကျွန်တော်ရင်ဆန်းပြမယ်ပေါ့နော်သူကကျတော့ ultra setting ကိုအကုန်ထားပေးတယ်ရတဲ့ frame per second ကကျတော့ဒီ125 frame per second to 130 fps ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာမှာပဲ maintain လုပ်နေ average ကကျတော့125 fps လို့ပြောလို့ရတယ်ပေါ့နော်နောက်ပြီးတော့ expectation 33ကိုတွားမယ်ပေါ့နော် expectation 33ကကျတော့နည်းနည်းလေးပို့ပြီးတော့ performance ကပိုလေးရပြောသူကdouble A gain ဆိုပေမဲ့ပေါ့နော်graphical quality fidelity အပိုင်းကကျတော့ double A မဟုတ်ဘူးတော်တော်လေးကို demanding ဖြစ်တယ်တော်တော်လေးများတယ်လို့ပြောလို့ရပါဘူးသူ့ရဲ့ engine ကပေါ့နော်အကုန်လုံးကို epic setting ထားလိုက်ပြီဆိုလို့ရှိရင်ပေါ့နော်သူကရတာက30 to 45 fps ပဲရတာမှာဆိုတော့ for a single player game မှာအဲ့လို demanding ဖြစ်တဲ့ဟာမှာ30 45 fps ရတယ်ဆိုတော့ကတော့အရန်ကြီးတော့မကောင်းပေမဲ့တိုးတော်လည်းအရန်ကြီးကို laptop ကပေါ့နော် gaming အတွက် dedicated လုပ်ထားမှာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီလောက် setting နဲ့တော်တော်လေးကိုကောင်းတယ်လို့ပဲယူဆမှာပေါ့နော်နောက်ပြီးဆက်ပြောအောင်ပါပေါ့နော် gaming လုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင် temperature တွေဘယ်လိုနေလဲပေါ့နော်50 degree centigrade range မှာပဲတေတာများလို့ပြောလို့ရတယ်ပေါ့နော်ဟိုကျွန်တော်တို့ကတော့ဒါ3နာဒါ short 3နာတာပါလဲဆိုတော့ boost mode နဲ့ပေါ့နော်ဆိုတော့ပြောချင်တာက performance mode နဲ့ပေါ့နော် MSI center တွေကိုတွားပြီးတော့ကျွန်တော် performance mode ကိုတင်ထားတယ်ပေါ့နော်တင်ထားပြီးတော့ကျွန်တော် boost mode လုပ်ပြီးတော့ကစားနည်းနည်းကြာလာပြီဆိုလို့ရှိရင်တော့ဟို throttling ဖြစ်တာကို operator တို့တွေ့ရလိမ့်မှာပေါ့နော်အနည်းဆုံး call 4ခုမှာဟို95 degree centigrade ကျော်သွားပြီးတော့ performance ကိုထိုးချလိုက်တယ် throttling တွေ့ရတယ်နည်းငယ်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့တခုကောင်းတာပါလဲဆိုတော့သူ့ရဲ့ fan noise decibel ကကျွန်တော်တားတော့တော်တော်လေးနည်းတယ်ပေါ့နော်တိတ်လေး run နဲ့နောက်ပြီးတော့ကျွန်တော်အိမ်တော့ gain sensor တော့ဗာလဲဆိုတော့ဗျဒီ table ပေါ်မှာဒီ comma ပဲ flat ထားပြီးတော့ဟို air flow တော့တိတ်မကောင်းတဲ့အခြေအနေမျိုးမှာပေါ့နော်ကျွန်တော်ထားလိုက်တော့အဲ့ဒါတော့မှဒီ stable ဖြစ်တာပေါ့နော် stability ဖြစ်တာနောက်ပြီးတော့ဒီအရန် overheat ဖြစ်ပြီးတော့ပိတ်သွားတာဘာညာမျိုးမရှိဘူးဆိုတော့ကောင်းတဲ့ရလိုက်လို့ပဲပြောရမှာပေါ့နော်တခုတော့ကျွန်တော် recommend ပေးချင်တာကတကယ် long term heavy gaming session နဲ့ ဆော့ပြီးဆိုလို့ရှိရင်တော့အနည်းဆုံးတော့ air flow အတွက်ဟို laptop stand လေးပါလေးမှာပေါ့ airflow ကောင်းကောင်းသွားနိုင်အောင်ထိုင်ထားဒါမှမဟုတ်လို့ရှိရင်external fan တစ်ခုထပ်ထိုးပေးနိုင်ကောင်းတယ်ပေါ့နော်အခုဆိုလို့ရှိရင်သူက dual fan setup နဲ့လာတာကဲဆိုတော့ gaming ပြီးပြီဆိုတော့ကျွန်တော် productivity တိုင်းသွားမှာเนาะ productivity တိုင်းသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကျွန်တော် creator တွေကျွန်တော် video creator တွေမုံလဲမုံနဲ့ချစ်လဲချစ်တယ်ဆိုတော့ Adobe Premiere Pro နဲ့ကျွန်တော်စမ်းပြမယ်ပေါ့နော် okay ဆိုတော့ Adobe Premiere Pro ထဲမှာကျွန်တော်ဗာစမ်းတာလဲဆိုတော့ 4K video footage ပေါ့နော်အဲ့တော့တနားကြီးဆိုကျွန်တော်ထည့်လိုက်တယ်တနားကြီးဆိုကျွန်တော်ထည့်လိုက်ပြီးတော့ကျွန်တော် GPU intensive ဖြစ်တဲ့ effect တွေထည့်လိုက်တယ်ပေါ့ကျွန်တော်အဲ့ဒါအဲ့လိုထည့်ပြီးတော့ export လုပ်တယ်ပေါ့နော် export လုပ်တယ်ဆိုတော့ export duration က40 minute ကြာတယ်ပေါ့နော်ဆိုတော့အဲ့ဒီ40 minute အချိန်မှာပေါ့နော်ဒီ Quantum က data ရ export လုပ်နေတဲ့အချိန်တောက်လျှောက်လဲ
သူက38မိနစ်အထိတော့ throttling လုံးဝမရှိဘူးဆိုတော့ကျွန်တော်သတိထားမိအဲ့ဒါတော်တော်လေးသဘောကျတယ်ပေါ့နော် GPU heavy effect တွေကလည်းဗျာပွင့်လင်းပြောမယ်ဆိုလို့ရှိရင် error ဘာညာတက်လာမလားတော့ထင်တယ်မဖြစ်လာဘူးပေါ့နော်အေးစိတ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြီးကနေအပိုင်းလေးမှာပဲနော်နောက်ဆုံး finalize လုပ်နေတဲ့အပိုင်းမှာပဲဒီ call လေးလုံးကနော် throttle ဖြစ်သွားကျွန်တော်သတိထားမိတယ်ဆိုတော့ temperature တွေကတော့50 degree centigrade range ထဲမှာရှိတယ်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒီဟာတော်တော်ကောင်းတဲ့ရလဒ်လို့ပဲပြောလို့ရတယ်ဒီဟာကိုကျွန်တော်တို့ဒီ cooling pad တစ်ခုနဲ့ပေါ့နော်ခုနကပြောသလိုမျိုးပဲ cooling pad တစ်ခုနဲ့နောက်ပြီးတော့ air flow ကောင်းကောင်းနေရာမှာတေချာလေးထားပြီးတော့နောက်တစ်ခုလုံနိုင်တာလည်းပါလဲဆိုတော့ fan curve ပေါ့နော်ဟိုကျွန်တော်ကအခု fan တွေကို run ရတယ်ဆိုတာကအတန်အဲ့လောက်မမြည်ပါညာဆိုတာကလည်းဒီ laptop ကို auto adjust ပေးလုပ်ထားတာပေါ့နော်ဆိုတော့ auto adjust ပေးလုပ်ထားတဲ့အတွက်ကြောင့်မို့လို့လဲနည်းနည်းလေးလိုတယ်လို့ကျွန်တော်တော့ထင်တယ်ပြည်သူတို့အနေနဲ့ click တက်တယ်ပေါ့နော်ဒီ fan curve ဘာညာနဲ့ click တက်တယ်ဆိုလို့ရှိရင် low in to ချင်းကျွန်တော်ပြောမှာကြတော့temperature ကိုအဲ့လောက်အမြင့်ကြီးရောက်မှ fan ကနေပြီးတော့ woo ဆို run တဲ့ဟာမျိုးလုပ်ထားတာမျိုးမဟုတ်ပဲねအဲ့ဒီ threshold short လိုက်ပေါ့နော် productivity အပိုင်းမဲဆိုလို့ရှိရင် short ချနိုင်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ cooling pad တွေ external fan တွေပါညာတွေထားထားပြီဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေလို့ကျွန်တော်ကတော့မြင်နေပေါ့နော်ကဲဆိုတော့ gaming နဲ့ပြီးတော့ဒီ video editing ပေါ့နော်နှစ်ခုလုံးက sustain လုပ်ပေါ့နော်အဲ့ဒီ sustain လုပ်တွေကိုကျွန်တော်စမ်းပြီးွားပြီဆိုတော့ကျွန်တော်ဒီ PC Mark 10 bench software နဲ့ပေါ့နော် day to day scenario ကိုကျွန်တော်စမ်းပြမယ်ဆိုတော့ PC Mark 10 benchmark တွေရလက်ကတော့ပြောမယ်ဆိုလို့ရှိရင် essential တွေပေါ့နော်ကျွန်တော်တို့ app တွေတွားတယ် internet ရှောက်ကြည့်တယ် video call ခေါ်တယ်ဘာညာပေါ့နော်အဲ့ဟာကြလို့ PC Mark 10 score ကကြတော့9935 score ရတယ်ပေါ့နော် productivity ဘိုင်းပေါ့နော်ကျွန်တော်တို့ဒီ Microsoft Excel Word Doc ဘာညာလုပ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ score ကလည်း9900ကျော်ရတယ်ပေါ့နော်ဆိုတော့ digital content creation မှာလည်းအဲ့လိုကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ photo video editing rendering ဘာညာဆိုလို့ရှိရင်ပေါ့နော်9385တောင်ရတယ်ပေါ့နော်ဆိုတော့ PC Mark 10 benchmark ရဲ့ result ကကြတော့ overall ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်သူက MSI Venture 17 Pro AI က6930အမှတ်ရတယ်ပေါ့နော်ဆိုတော့ it is a very good score ပေါ့နော် productivity ပိုင်းလည်းရတယ် gaming performance ကလည်းမဆိုးဘူးကောင်းတယ်လို့ပြောလို့ရအဲ့လိုအခြေအနေမျိုးမှာဒီလိုမျိုး thermal management နဲ့နောက်ပြီးတော့ဒီလိုမျိုးfan ကလည်း decibel ကလည်းအရင်မကျယ်ဘူးဆိုတော့တော်တော်လေးမိုက်တယ်လို့ပြောရမှာပေါ့နော်ဆိုတော့နောက်ဆုံးတော့ finally ဒီ MSI ကလုပ်တဲ့ cooling system ပေါ့နော်သူရဲ့ cooling system နောက်ပြီးတော့အနောက်ကပါတဲ့ thermal port တွေ vent တွေဘာညာတွေကတော်တော်လေးအလုပ်ဖြစ်တယ်လို့ပဲပြောရမှာပေါ့နော်ကဲအခုမှကျွန်တော် design နဲ့ display ကိုတွားမယ်ပေါ့နော်ဆိုတော့ design ပြောမယ်ဆိုလို့ရှိရင်တော့ဒီ Chelsea ကကြတော့ဘာမှထူးတော့အရင်ကြီးတော့ပြောစရာမရှိဘူးသူကဒီငွေရောင်ပေါ့နော် silver Chelsea နဲ့နောက်ပြီးတော့ productivity အလုပ်အတွက်သဘောမျိုးအတွက် fashion လုပ်ထားရတဲ့အကြောင်းမလို့နော် business style နဲ့သူက minimal look လေးသဘောလေးရတယ်ပေါ့နော်ဆိုတော့ sleek ဖြစ်တယ်clean looking ဖြစ်တယ် gaming အထာလိုမျိုးကြီးတော့ဟို RGB တွေဝက်လင်းလန့်တာမျိုးမရှိဘူး keyboard backlit ကကြလဲအဖြူရောင်မီးနဲ့ပဲလာတယ်ပေါ့နော်ပြီးတော့ weight ကကြတော့ဒီ 3.9 kg ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်4ပေါင်ကျော်လေးစွန်းလေးပေါ့နော် portability နဲ့ဒီ power ပြန်ရတဲ့ performance ဂျာက balance ကမျှတယ်လို့ပြောလို့ရတယ်ပေါ့နော် display ဘက်ကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်နည်းနည်းလေးအားမရတာတခုတော့ရှိတယ်ပေါ့နော်ကျွန်တော် version ကသူက18လက်မ version 18လက်မ version ဖြစ်တဲ့အကြောင်းမလို့ပေါ့နော်ဒီ MSI Venture ဒီအရင်16တုန်းကဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်မှတ်မိသလောက်ပေါ့နော်သူကလာတာက model အများစုကအကြီးဆုံးဖြစ်မှတော့ OLED screen နဲ့လာတာ OLED screen ဆိုလို့ရှိရင်အရင်ခေါ်တယ်ပေါ့နော်အခုကကျတော့17 inches version ကပေါ့နော်18လက်မ version ကဟို LCD နဲ့လာ screen ပေါ့နော် LCD ကမကောင်းတာတော့ကျွန်တော်မပြောဘူးဒါပေမဲ့16လက်မပိုသေးတဲ့ version ကကျတော့ OLED နဲ့လာတယ်အဲ့ဒါကြောင့်ဘာလို့လဲကျွန်တော်တော့မသိဘူးဟိုကျွန်တော်နားလည်သလောက်ဆိုလို့ချင်းပိုကြီးပိုကောင်းတဲ့ version ကိုကျွန်တော် OLED လိုချင်တယ်ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်အသေးရတယ်ဒါပေမဲ့ anyway ထားပါတော့သူကတော့ 120Hz refresh rate နဲ့လာတယ်ပြီးတော့ဟိုကျွန်တော်စမ်းကြည့်သလောက်ဆိုလို့ရှိရင်ပေါ့နော်ဒီ accurate color accuracy ဘိုင်းsharpness ဘာညာ motion ဘိုင်းဘာညာ media consumption editing gaming ဘာညာလို့အကုန်အဆင်ပြေတဲ့ဟာလို့ပဲကျွန်တော်ပြောရမှာပေါ့နော်အထူးသဖြင့် color accuracy ဘိုင်းမှာ okay တဲ့အဆင်ပြေတယ်ဘာလို့ကျွန်တော်တို့ video edit လုပ်ရတဲ့ content creator တွေဆိုလို့ရှိရင်အဲ့ဒါအရေးကြီးပါတယ် okay ဆိုတော့ဆက်သွားမယ်ဆိုလို့ရှိရင်တော့ port တွေကျွန်တော်ပြောမှာနော် port တွေကထုံးစံတိုင်းမြဲ USB-C ပါတယ် HDMI LAN port USB-A ဘာညာပေါ့နော်ဒီ USB-A port တွေပေါ့နော်အဲ့ဒီဟာကိုကျွန်တော်နောက်တစ်ပေါက်လောက်တော့လိုချင်မိတယ်ဆိုတော့အနေနဲ့ဘယ်ဘက်မှာပေါ့နော်အခုကကျတော့တော်တော်များများအကုန်ညာဘက်မှာဖြစ်တယ်အဲ့ဒါတော့နည်းနည်းလေးအားနေလို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့ဒါလွယ်လို့ရှိရင်တော့ port တွေက enough လို့ပြောလို့ရတယ်ပေါ့နော်ကဲဆိုတော့ last but not least မို့တဲ့ battery ကိုပြောမှာနော် battery ကကျတော့ဒီကောင်ကထူးဆန်းတာပါတာကျတော့ battery boost feature ပါလာတယ်ပေါ့နော်ဆိုတော့ဟို high performance laptop တွေမှာဆိုလို့ချင်း battery boost feature ဆိုတာကအဲ့လောက်ထိရောက်တာမျိုးမရှိခဲ့ဘူးเนาะဒါပေမဲ့ဒီကောင်မှာကျတော့ကျွန်တော်စမ်းကြည့်တဲ့ရလဒ်ကိုပြောမယ်ဆိုလို့ချင်းပေါ့နော်ဒီ screen ကိုကျွန်တော် brightness အမြင့်ဆုံးတင်ထားတယ် brightness အမြင့်ဆုံးတင်ထားပြီးတော့ကျွန်တော်တို့ဒီ normal mode ပေါ့နော်ဘာညာ normal mode ဆိုတာလည်း battery saver mode ကိုကျွန်တော်ဟိုမထားတော့ဘူးပေါ့နော်ဆိုတော့ battery boost feature mode ကိုကျွန်တော်မတင်ထားဘဲနဲ့ automatic တော့ဒီထားရမယ်ဆိုလို့ချင်း300%လောက်ရောက်ပြီဆိုလို့ချင်းတော့ battery saver ဆိုပြီးတော့ battery ဘာညာကို short လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါအကုန်ပေါင်းပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင် duration က standby ကကျရင်ဖွင့်ရမယ်ဆိုလို့ရှိရင်4နိုင်ကျော်ရတယ်ပေါ့နော် okay 4နိုင်ကျော်ဆိုမဆိုးဘူး
နောက်တော့ကျွန်တော်တို့ battery boost mode နဲ့ကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ခုနအတိုင်းပဲ setup to do ပဲအဲ့ဒါ battery boost mode ဖွင့်ပြီးတော့ကျွန်တော်လောက်ကကြတော့9နာရီကြော်ခံတယ်ပေါ့နော်9နာရီကြော်ခံတာတော်တော်လေးကျန်တယ်လို့ပြောလို့ရမယ်နောက်ပြီးတော့ကျွန်တော်တို့ gaming ပေါ့နော် M+ ဆောင်မယ်ဆိုလို့ရှိရင်အကုန်လုံးမြင့်တင်ထားမယ်ဆိုလို့ရှိရင်တနင်္ဂနွေခွဲလောက်ပဲခံမယ်ပေါ့နော်အဲ့ဒါတော်တော်ကောင်းနေပြီလို့ပြောလို့ရတယ် brightness တွေပါ short သုံးဒီအတန်တွေပါ short သုံးပါညာ battery saver နဲ့ပါညာလုံးမယ်ဆိုပို့ပြီးတော့ခံသေးတယ်ပေါ့နော်ဒါပေမဲ့ overall ရဒီလိုမျိုး battery ခံတာကတော်တော်လေးကောင်းနေပြီလို့ကျွန်တော်တို့မြင်တယ်ဆိုတော့ MSI Venture 17 Pro AI spec တွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်း impressive ဖြစ်တယ်တကယ်စမ်းကြည့်တော့လည်း productivity laptop တစ်ခုအနေနဲ့ပေါ့နော်တော်တော်လေးစွမ်းတယ်လို့ပြောရမှာပေါ့နော်ဘာလို့ဆိုတော့ဟိုကျွန်တော်ပြခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီ productivity အပိုင်းနဲ့ရုံးပိုင်းပါအပိုင်းညာပိုင်း video editing ပိုင်းကျွန်တော်တို့ creator အပိုင်း gaming အပိုင်းပါအပိုင်းလည်းအကုန်လုံး solid ဖြစ်တဲ့ result တွေရလဒ်တွေထွက်တယ်ပေါ့နော်ဆိုတော့ battery life နဲ့တာမအပိုင်းကလည်းထင်ထားရလောက်မစိုးဘူးပေါ့နော်ကျွန်တော်ကောင်ကြီးဆိုလဲ I think ကျွန်တော်ကောင်ရဲ့အခုထားတဲ့ပုံတော်စိတ်ကြီးသေးတယ်ဆိုတော့ကျွန်တော်ကောင်ကြီးထက်တောင်ပို့ပြီးတော့ခေါင်းသေးတယ်ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုမျိုးပဲပေါ့နော်ရေရှည်တကယ် workstation နဲ့သုံးမယ်ဆိုလို့ရှိရင်เนาะ cooling pad /external fan ကောင်းကို invest လုပ်ထားတာလို့ invest လုပ်တာကောင်းတယ်လို့ကျွန်တော်ကတော့အကြံပေးခြင်းတယ်ပေါ့နော်ဆိုတော့ဒီ laptop ကိုမလိုချင်စရာဆိုတာဘာလဲဆိုတော့ premium ဖြစ်တဲ့ဈေးနဲ့လာတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီဟာကိုတော့ကျွန်တော်ကတော့ဖြစ်နိုင်လို့ရှိရင်ကျွန်တော်ရဲ့ fellow creator တွေပါညာ laptop တလုံးကောင်းရှာနေတယ်ဗျာတခြား OS ရမရှာချင်ဘူးဒီ Windows ရပဲရှာချင်တယ်ဆိုလို့ရှိရင်ဒီကောင်ကလည်း MSI တွေကဆိုတော်တော်လေးအဆင်ပြေတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီ creator professional creator တယောက်အနေနဲ့ပေါ့နော်ဒီ future proof ဖြစ်တဲ့ AI feature တွေလည်းလာမှာနော်ပြီး high end performance လည်းရမယ်ဗျာဆိုတော့ဟို Venture 17 Pro AI ကကြတော့ကျွန်တော်တို့ဒီလောက်ဈေးပေးရလဲတကယ်တန်တဲ့ investment သဘောမျိုးပေါ့နော်အပျော်သဘောမျိုးဝယ်တာမဟုတ်ဘဲနဲ့ရင်းနှီးမြှုပ်နှံသဘောမျိုးနဲ့တွက်လိုက်မယ်စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်တကယ်တန်တယ်လို့ကျွန်တော်ထင်ပါတယ်ကဲနောက်ပြီးတော့မှကျွန်တော်တို့ပြန်တွေးကြတော့ပါဗျာ